ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်စိုးစန္ဒာဟိန်းစိုးစန္ဒာအေးဟိန်းဟုတ်ပြီ39နှစ်ပါဆရာကြီးအိမ်ရှင်မဟုတ်ပြီတထုံးရပါဟုတ်ပြီဗျာအမျိုးသားကမေးတာပါဆရာကြီးအမျိုးသမီးကိုစားဟုတ်ကဲ့ဆရာကြီးဆရာကြီးခင်ဗျားတဲ့ကျွန်တော်အမျိုးသမီးအတွက်မေးတာပါတဲ့အဆုတ်နာဖြစ်ပြီးတဲ့ကင်ဆာဖြစ်ချင်တယ်လို့သိရပါတယ်ဗျာတဲ့ဟုတ်ပြီဗျာယောဂကာကွယ်ဖို့အတွက်တဲ့အနေအထိုင်အစားအသောက်စောင်းရန်ရှောင်ရန်သိကျင်ပါတယ်တဲ့ဒါမေးတဲ့မေးခွန်းတစ်ခုပါနော်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အနေထိုင်အစားအသောက်ရှောင်ရန်ဆောင်ရန်ဆိုတာရှောင်ရန်ဆောင်ရန်ကိုပြောရမယ်နေမှုထိုင်မှုကိုပြောမှာပေါ့နော်ဟုတ်ကဲ့ဆရာကြီးရှောင်ရန်ဆောင်ရန်ကတော့ဆရာတို့ကမေးလာတဲ့ဖြေရတာပဲဟုတ်ကဲ့ဆရာကြီးဒါဓာတ်ပြောင်းကြီးဖွင့်ပြဖြစ်ပါပဲဟုတ်ကဲ့ဆရာကြီးဘာကြောင့်လဲဆိုဖြစ်တဲ့ဝေဒနာရှင်တွေကအခုမှလူ100မှာဘယ်နှယောက်ဖြစ်နေတာ100ဟုတ်တယ်100လို့ဆရာပြောနေရှိတယ်ဟုတ်ကဲ့ဆရာကြီးဘာလို့ဆိုဘယ်1ယောက်ကပါလာတာလဲဗိုက်ထဲရဆရာကြီးဗိုက်ထဲရ1ယောက်ပါကိုမမွေးဖွားသေးတဲ့ကလေးပေါ့ဟုတ်တယ်ဘဘကလေးဘလို့တည်လဲလို့တငယ်ချင်းတော့ကန့်လန့်မေးတယ်မွေးတဲ့ခါကျတော့သူနာပြူလေးတွေမေးကြပေါ့ကလေးမွေးတဲ့စပယ်မပါတော့ဘူးတဲ့ဟုတ်ကဲ့ဆရာကြီးမွေးပြီးကလေးဘလို့ကြိုင်ရမှမသိဘူးကိုမအနာလေးနဲ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒါဘာလို့အမေလို့တဲ့လွယ်လေချင်းကန်ဆက်တွေစားအဖေလေးတို့ကလည်းစလိအရက်ကိုနေတော့အဲ့ဒီအမိဖမွေးတဲ့သားသမီးဆိုဒီလိုဖြစ်ရတာပေါ့ဟုတ်ကဲ့ဆရာကြီးဒါမလို့သားသမီးကိုတကယ်ချစ်တယ်ဆိုရင်ရတနာနဲ့တူအောင်မိခင်တွေဖခင်တွေကအစာအသောက်အနေထိုင်တွေကိုစင်ញင်ရပါမယ်ဟုတ်ကဲ့ပါဆရာကြီးစိတ်တော့လွယ်လွယ်လေးပြောလိုက်လို့သူတော့ဘောစားတင်တာနော်ဟုတ်ကဲ့ဆရာကြီးမြို့ကြောင်ကိုဘာလို့အတ်မှတ်မလဲစေကန်းလို့တတ်မှတ်ရမယ်စေကန်းတတ်မယ်အိရှိမဈေးကိုသွားရင်ချင်းတောင်းကိုဘာချင်းတောင်းလို့မှတ်ရမလဲစေချင်းတောင်းလို့မှတ်ရမယ်ဈေးချင်းတောင်းမဟုတ်ဘူးနော်ဈေးချင်းတောင်းမဟုတ်ဈေးချင်းတောင်းဖြစ်ရဈေးချင်းတောင်းဟုတ်ကဲ့ပါဆရာကိုမိသားစုတဲတဲ့အစာဟာရစားရမယ်ဒါရဲ့အဲ့တဲ့တာမတဲဘူးဆိုတော့အလကားမသိမရဘူးလေဟုတ်ကဲ့ဆရာကြီးနော်တင်ကြားနေတဲ့နေရာတွေရှိတယ်အခုဆရာတို့ channel 6ဆို channel 9တို့ပင်လုံးတို့ပင်လုံးစာပေးမှာနေ့တိုင်းအစ်တင်ပေးတယ်ဆရာကြီးရွှေတို့နော်သမီးဟုတ်ကဲ့ဆရာသမီးတို့ပင်လုံးကတော့အမြဲတင်တာနော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတွေနားထောင်ရင်ဟုတ်ကဲ့ဆရာကြီးပင်လုံးကတော့ထူးထူးခြားခြားကြည့်အစင်ပြေတဲ့အချိန်ဝင်ပြီးတော့ကြည့်လိုက်ရုံပဲဆရာကြီးဒါပေါ့မဟုတ်လို့ရုပ်ပါတွေ့ရတယ်လေဟုတ်ကဲ့ဆရာနဲ့တွေ့ရတယ်လို့ပါပဲပေါ့နော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါလည်းခက်တော့ခက်တယ်သမီးဒီအစုပ်ကင်စားဟုတ်အဝေးရောက်တဲ့ကလေးတွေကပူကြီးပြပုံရတယ်ဟုတ်ကဲ့ဆရာကြီးသူတို့ဟိုမှာအားကိုးရမဲ့တာကိုဟုတ်ကဲ့ဆရာကြီးကြောင်သွားတက်ကြတယ်အလုပ်သွားလုပ်ကြတယ်ဒီမှာနေလို့ထိုင်လို့အစင်ပြေလို့သွားတယ်ဆိုအဲ့ဒါနားထောင်ပြီးတော့လိုက်လာတယ်သူတို့အများကြီးကိုအကျိုးရှိတယ်ဆိုတော့ပြန်တုံပြန်တယ်ဟုတ်ကဲ့ဆရာကြီးဆရာစိုးစောတော့ဒါကိုရက်နာကျင်တယ်ဟုတ်ကဲ့ဆရာကြီးဒါမဲ့လို့သူတို့ရဲ့စိတ်စေနာအရဆက်ပြောပြအောင်ဆိုတော့လေပြောနိုင်နေသေးရင်တော့ပြောပြပါပါပဲလို့ဟုတ်ကဲ့ဆရာကြီးဒီအဆုတ်ကင်ဆာအနာအတွက်ဆရာကြီးဓာတ်စာလေးပေးအဲ့ဒီအဆုတ်ကင်ဆာတော့သမီးဟုတ်ကဲ့ဆရာကြီးအကျော်နဲ့အဆက်ကိုတော့အထူးဆောင်ရမယ်သမီးဟုတ်ကဲ့ဆရာကြီးစီးနဲ့ကြော်ထားတဲ့အစာရယ်ဟုတ်ကဲ့ဆရာကြီးပူတဲ့ဆက်တဲ့အစာနှစ်ခုဆောင်ရမယ်နော်ဟုတ်ကဲ့ဆရာကြီးအချင်းအခါအေးသုံးခုပေါ့ဟုတ်ကဲ့ဆရာကြီးချင်းခါအေးပေါ့ဟုတ်ကဲ့ဆရာကြီးဒါအချိန်ချင်းပြောနေတာပါပဲဟုတ်ကဲ့ဆရာကြီးဒါပြောမယ်လို့ကောင်းတော့ကောင်းတယ်ဆိုပြီးတော့ပြောတဲ့အချိန်တော့ကောင်းတာပေါ့ဟုတ်ကဲ့ဆရာဘယ်နာထောင်ရင်ညာဘယ်နာထွက်သွားကြတာဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးကိုထပ်ပြောပေးနေရတာပဲဟုတ်ကဲ့ပါဆရာကြီးဒီနေ့တစ်လုံးနားလဲလာတယ်နှလုံးနားလဲအောင်လို့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီဗျာအားလုံးပဲအစာဝအနာကင်းဘုရားရှင်းကြပါစေဗျာ